Hello မင်္ဂလာပါဒီနေ့ကတော့ပတ်နားမှာပဲရှောက်လဲနေပေါ့နော်ဂင်းကမြေပေါ်မှာရှိတဲ့တရားနေပြီးတော့သွားနေတာပေါ့သွားလည်မဲ့နေရာကတော့ဖះเจ้าတစ်ခုကိုသွားလည်မှာဖြစ်ပါတယ်ဒီတရားပေါ်မှာတွေ့ရတဲ့လေဒီအဆောက်အဦဒီတေးသေးလေးတွေပေါ့အဲ့ဒါလေးတွေကအင်တာလိုမျိုးလဲဟုတ်လိမ့်မယ်ဒါမှမဟုတ်လို့ရှင်လေအဲ့လိုလူတွေပါတယ်နားနေလို့ရတဲ့ဒီအဆောင်လေးတွေလည်းဖြစ်နိုင်တာပေါ့နော်ဒါလေးအများကြီးပဲတွေ့ခဲ့ရတဲ့အယောင်လေးတွေနဲ့ဒါတော့ဂင်းကမြေပေါ်မှာသွားနေတဲ့တရားကိုမြင်ရတဲ့မြင်ကွင်းမှာသူတို့တော့ပြောနေဒါပေမဲ့ကိုယ်လည်းနားမလည်အဲ့တော့ဒီတိုင်းပဲဆက်ကြည့်သွားပါနော်ဒီနေရာကစစ်ဘာသာတွေကိုကိုးကွယ်တဲ့သူတွေအတွက်ပေါ့နော်အရန်ကိုအရေးပါတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ်ဒီစစ်ဘာသာရဲ့10ရောက်မြောက်ဂုရုကပေါ့နော်ဒီပတ်နာမြို့မှာမွေးဖွားခဲ့တယ်လို့တမိုင်းကြောင်းအရာသိရတယ်ပေါ့နော်ဒီနေရာဆိုလို့ရှိရင်လေသူတို့တွေရဲ့ဒီစစ်ဘာသာရဲ့တက်တီတဲ့မှာ9ခုတည်းကတစ်ခုအဖြစ်နဲ့သတ်မှတ်ထားတယ်လို့သိရပါတယ်ဒါတော့ဒီဘေးနာပတ်လည်မှာရှိနေတဲ့လက်ဆောင်ပစ္စည်းတွေဒီပန်ချာပီတွေမှာလေလက်မှာဝတ်တဲ့လက်ကောက်ပုံငွေလက်ကောက်လေးရောင်းနေနေရလေးတွေတွေ့ရတာပါဒီကတော့သူတို့ဒီ New Year အတွက်ဆိုပြီးတော့ပေါ့နော်ပွဲကိုရီဒီရန်ကုန်မှာဆိုရင်တော့ပွဲစည်းလုပ်တယ်လို့မျိုးပဲပေါ့အဲ့လိုမီးလေးတွေနဲ့အလှဆင်ထားပေါ့လန်တလန်လုံးလေဒီကဘာတဝမ်းမှာရှိတဲ့စစ်ဘာသာဝင်တွေကလည်းဒီမှာလာပြီးတော့ဖျားဖူးကြတယ်အခုရောက်နေတာကတက်ဆရီပတ်နာဆာဟစ်လို့အတန်ထွက်တယ်လို့ပြောတယ်ဒီကျောင်းပါလေပြီးတော့ဖျားကျောင်းထဲကိုဝင်မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အချက်ကကြတော့ဒီခေါင်းပေါင်းပေါ့ခေါင်းပေါင်းပေါင်းရတယ်ခေါင်းပေါင်းမပါလာဘူးဆိုလို့ရှိရင်လည်းဒီလိုလိမ္မော်ရောင်ဒီခေါင်းပေါ်မှာစီးထားလေးဆိုလို့ရှိရင်ဒါကိုရီးယားကြတော့သူတို့ဘာသာမဟုတ်တော့ဒီလိုမသွားမယ်ဆိုတာမသိခဲ့ဘူးပေါ့နော်အဲ့တော့သူတို့ပေးတဲ့ဒီခေါင်းပေါင်းလေးတွေပေါင်းပြီးတော့ဝင်လို့ရပါတယ်ဘာသာမတူရင်လည်းသွားပြီးလေ့လာလို့ရပါတယ်ပေါဝါမှာရင်ခေါင်းပေါင်းပေါင်းရတယ်ခြေတွေလက်တွေကိုတေးသေးချာချာတန့်စင်မှုအတွက်ကိုရေကန်လေးတွေလုပ်ပေးထားတယ်အဲ့မှာခြေတွေလက်တွေဆေးပြီးတော့တန်ပြန်နဲ့သွားရောက်ပြီးတော့လေ့လာပြီးတော့သူတို့ဒီကိုးခွေတဲ့ဘာသာရပ်တွေကိုလေ့လာလို့ရပါဘောနော်ဒီဂုရုတွေကတော့သူတို့ကျမ်းတော်ဖူးမြော်ပြီးဆူတောင်းကြတယ်လို့ပြောတယ်ပေါ့နော်ပြီးတော့သူတို့မှာလေလန်ကာလို့ခေါ်တဲ့အခမဲ့စားတောက်ဆောင်ထဲမှာဘဲဘာသာဝင်မဆိုအခမဲ့စားသုံးဖို့အတွက်သူတို့အလှမြင်းရှိတယ်လက်ဖက်ရည်ကော်ဖီလေးတိုက်တယ်ပြီးတော့ချာပါတီတို့ပူတွေတို့လည်းကျွေးပါတယ်ကိုယ်ရှာဖွေမှုကလွန်ကဲသွားတော့ဟာဖျားเจ้าမှာကျွေးတယ်မုတ်တွေ donation နဲ့စားခဲ့ရပါတယ်လက်ဖက်ရည်လည်းတောက်ခဲ့ရကော်ဖီနော်ကော်ဖီလည်းတောက်ခဲ့ရပါတယ်ဒါပေမဲ့ဒီတိုင်းဝင်လို့မရတော့ခေါင်းတွေခြုံပြီးတော့မှဝင်ရပါတယ်မုတ်ချွေလည်းစားခဲ့ရတယ်မုတ်ချွေစားရတယ်သူများဆူတောင်းဝကြတာလည်းနားထောင်ခဲ့ရပါတယ်ဒါကတော့ခုရောက်ခဲ့တဲ့နားထောင်လဲဒီဖျားเจ้าဒါချက်ချီဗီဒီကနေမေးပြီးတော့သွားလေတဲ့တဲကနေတခုနောက်ဆုံးရောက်သွားတာပေါ့ပြီးတော့ကိုတဲနေတဲ့နေရာကိုပြန်ပါပြီတတာပါ